အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဥစားမိကိုမှာ idol found တင်နေ idol found ဖြည့်နေလေးကိုကျွန်တော် share လုပ်ပြီးမှဖြစ်ပါတယ်ခင်ဗျာပထမဆုံးကျွန်တော်တို့မိကိုအထည်ကိုဝင်มาဖြစ်ပါတယ်မိကိုအထည်ကိုဝင်ပြီးသွားရင်တို့ပထမဆုံးဒါထုံးစံတိုင်း live လွှင့်နေတဲ့အကွက်လေးတွေတွေ့ပါမယ်အဲ့ဒါလေးကိုနည်းနည်းလောက်ဆွဲလိုက်မှဆိုရင်အောက်မှာ MNCP ဝါတို့ဒီအတန်းလေးပြရင်တော့ super list ပေါ့နော်ဒီအတန်းလေးတွေပြနေတာတွေတွေ့လိုက်ပါနေမယ်အဲ့ဒီကနေပြီးတော့wall off ခေါ်တာပေါ့နော်ဒီကောင်လေးတွေပေါ့နော်မပြေးနေတဲ့ဟာတွေအဲ့ဒါကို join s ကိုလည်းဒီဥစားမိကိုမှာ idol လုံမီဆိုတဲ့အကွက်လေးကိုကျွန်တော်ရှာမှာဖြစ်ပါတယ်ခင်ဗျာဒီမှာပေါ့နော်အဲ့မှာမိဒီ join s ကိုကျွန်တော်နှိပ်ရမှာဖြစ်ပါတယ်ဒီကနေလေ join s ရဒီကနေတဆင့် found တင်လို့ရပါတယ်အဲ့ဒီမှာကိုမသွားတတ်ဘူးဆိုရင်မိမိရဲ့ wall မီတွေကနေပြီးတော့လည်းတဆင့်သွားလို့ရပါတယ်ဒီအောက်ဆုံးတောင်လေးထဲကမီတွေကနေတဆင့်join s အဓိကတော့ join s ကိုကျွန်တော်တို့သွားမှာပေါ့နော်မိကို idol found ဖြည့်ဖို့အတွက်ကအဲ့ဒီမှာကျွန်တော်တို့ activate ဆိုတာလေးတွေ့ပါလိမ့်မယ်activate ထဲကိုဝင်ရပါမယ်အခုများပြထားတဲ့ activate ထဲကိုကျွန်တော်ရှာပြီးတော့ဝင်ရပါမယ်activate ထဲကိုရောက်သွားပြီဆိုရင်ကျွန်တော်ဒီမှာ event banner event calendar ဆိုတာရှိပါတယ် event banner တွေကိုကျွန်တော်တို့ရွှေ့ရမယ်ပေါ့နော် event banner ကိုတစ်ချက်ပြောင်းပေးရမှာဖြစ်ပါတယ်ခင်ဗျဒီ event banner တွေအဲ့ဒါကိုတစ်ချက်ပြောင်းပေးရပါမယ်အချိန်မှာကျွန်တော်ဒီမှာ join us ဆိုတာလေးကိုဆက်ပြီးတော့တွေ့ပါပြီခင်ဗျjoin us ကိုကျွန်တော်ဆက်ပြီးတော့ဝင်ပါမယ်အမမီကို idol ရှောက်လာ found ဆိုတာလေးကြားလာပါမယ်ဒီမှာကျွန်တော်လိုအပ်တဲ့ဟာလေးဖြည့်ရမှာပေါ့နော်မီကို ID ကတော့ auto ဖြည့်ပြီးသားဖြစ်ပါတယ်ကိုအကောင့်ထဲကနေဆက်ပြီးတော့ရေးစရာမလိုတော့ပေါ့နော်အဲ့မှာနာမည်သူရေးထားတဲ့အတိုင်းပဲနာမည်ဂျာမပေါ့နော်ဂျာမရေးမယ်ပြီးရင် NRC passport ဆိုတဲ့ထဲမှာကျွန်တော်တို့ကိုမြင်းဆောင်နဲ့စနစ်မြင်းဆောင်နဲ့အဲ့ဒါတွေကထည့်စရာမလိုတော့ပါဘူးကိုရဲ့မှတ်ပုံနဲ့ကဏ္ဍမဲထည့်ရမှာပေါ့နော်မပုံနေကဏ္ဍလေးပဲထည့်ရမှာဖြစ်ပါတယ်ခင်ဗျာပြီးရင်ဒီမှာကင်မရာပုံစံလေးပေါ့နော်ကင်မရာပုံစံလေးကိုထောက်ပြီးတော့ကျွန်တော်မှတ်ပုံလေးရဲ့ရှေ့ချမ်းလေးကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်ဗျာဥပမာပေါ့နော်အဲ့ဒါလေးကိုဆက်လက်ပြီးတော့မှတ်ပုံလေးရှေ့ချမ်းလေးကိုရိုက်ထားဖို့လိုအပ်ပါတယ်ပေါ့နော် gallery ထဲမှာမှတ်ပုံလေးရှေ့ချမ်းလေးဒါဥပမာပေါ့နော်ဒီပုံလေးကမှတ်ပုံလေးရှေ့ချမ်းလေးပဲထားလိုက်ပါတော့အဲ့ဒါလေးကိုဖြည့်ပေးရမှာဖြစ်ပါတယ်ပြီးရင် Union ID ဒီနားမှာအရေးကြီးပါတယ် Union ID ကလွဲမားလို့လုံးမရပါဘူးခင်ဗျာဒီ Union ID ကကျွန်တော်တို့ရဲ့ PC ပါမင်ကလေး Union ID က12359ပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒါလေးကိုတော့မမားဘူးအတိကထားပါ12359ပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒါတော့ Union ID ဖြစ်ပါတယ်ပြီးရင်ကိုယ့်ရဲ့ email တစ်ခုပေါ့နော်ကိုယ့်ရဲ့ email တစ်ခုထည့်ပါပြီးရင်ဖုန်းနံပါတ်Viber တို့ Telegram တို့နဲ့ချိတ်ဆက်ထားတဲ့ဖုန်းနံပါတ်ဆိုရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကို +959ဘာနော်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်လိုက်ပေါ့အဲ့ဒါထည့်ပြီးသွားပြီဆိုရင်လူချင်းမြင့်ရဲ့ social account ဖြည့်ပြီးပါဆိုတော့ကိုအသုံးပြုနေတဲ့ social account Facebook ပဲဖြစ်ဖြစ် Instagram ပဲဖြစ်ဖြစ်အကြိုက်နဲ့တရတစ်ခုကို select ပေးလိုက်ပါ Facebook ပေါ့နော်အခြားအမှာ idol လုပ်ဖူးသလားပေါ့နော်လုပ်ဖူးရဲဆိုရင်လုပ်ဖူးတဲ့ဟာပေါ့နော်ပင်ကိုလိုက်ဆိုရင်ပင်ကိုလိုက်နီမူအဲ့ဒါစသဖြင့်တကယ်လို့ဘယ်စီကမှ idol မလုပ်ဘူးဆိုတော့ number ကို select ပေးလို့ရပါတယ်ပြီးရင်အထက်ပါအကြောင်းအရာများကိုအပုံတော်ပေါ်သူပါတယ်ဆိုတာလေးကို select ဆက်ပြီးတော့တင်ပြီဆိုတာလေးကိုနှိပ်လိုက်တာနဲ့ကျွန်တော် idol found အောင်မြင်စွာပြီးဆုံးဖြည့်ပြီးသွားပြီလို့သတ်မှတ်လို့ရပါတယ်ခင်ဗျာတရက်နေ့ကနေစပြီးတော့မိရဲ့ wall ထဲမှာ profile ထဲမှာ fee ပုံစံလေးပေါ်ပါပဲပေါ့နော် profile မှာ icon လေးမှာ fee ပုံစံလေးပေါ်လာပြီဆိုတော့လည်းကိုကတရားဝင် official idol တဝူဖြစ်သွားပါပြီခင်ဗျာတရက်နေ့ကနေစပြီးတော့ live တိုင်းလေးတွေဖြည့်လို့ရပါပြီခင်ဗျာအားလုံးပဲကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာနားမလဲတာလေးရှိရင်လည်းထပ်ပြီးတော့မေးလို့ရပါတယ်เนาะ